လူလောကကြီးမှာလူတွေဟာကိုတိတယ်လို့လုံနေကြတာကိုလှုပ်တယ်လို့ဖြစ်နေကြတာဒီစကားလေးနှစ်ခုကိုတည်တည်ချာချာလေးစဉ်းစားသိချင်ပါတယ်လူတိုင်းဟာကိုတိတယ်လို့လုံနေကြတာကိုလှုပ်တယ်လို့ဖြစ်နေကြတာချမ်းသာတယ်ပဲပြောပြောဆင်းရဲတယ်ပဲပြောပြောဆင်းပြေတယ်ပဲပြောပြောမပြေဘူးပဲပြောပြောကို့မှာဖြစ်နေတာတွေဟာတေချာတာကတော့ကိုလှုပ်ထားတဲ့အတိုင်းကိုဖြစ်နေတာဘာမှမကြည်မနဲ့ဖြစ်เสียအကြောင်းမရှိဘူးလို့မြင်တယ်ကိုလှုပ်ထားတဲ့အတိုင်းဖြစ်တာနော်ဒါလက်ခံရလားအဲ့လိုဆိုရင်ကိုကဘယ်လိုလှုပ်တာတုံးလို့မြင်ကိုလည်းကိုနားလေတယ်လို့လှုပ်ချလိုက်တာပဲကိုသိတယ်လို့လှုပ်လိုက်တာနော်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်ပေးတဲ့ဦးဇင်းတို့ကစဉ်းစားရရှိတယ်ကိုယ့်ရဲ့အတိညာဏ်ကအဆင့်မြင့်ပဲဆိုရင်ကိုယ့်ရဲ့လှုပ်တာကိုင်တာပြောတာဆိုတာတွေးတာကြံတာတွေကအဆင့်မြင့်လာပြီဘူးလားအဆင့်မြင့်မယ်နော်ဒါဆိုရင်အကျိုးရလက်ကလည်းပဲအဆင့်မြင့်တာတွေပဲထွက်လာမယ်နော်ချမ်းသာတာတွေပဲထွက်လာမယ်ကိုယ့်ရဲ့အတိညာဏ်ကနှိမ်မာနေတယ်ညံ့နေတယ်အတိညာဏ်ကအောက်တန်းကျနေတယ်ဆိုရင်လှုပ်တာကိုင်တာပြောတာဆိုတာတွေးတာကြံတာကံသုံးပါးဟာဘာဖြစ်တော့မလို့အဆင့်နှိမ်တော့မယ်အဲ့ဒါဆိုလို့ရှိရင်ထွက်လာတဲ့အကျိုးရလက်ကလည်းပူလောင်တာတွေဆင်းရဲတာတွေပင်ပန်းတာတွေအဆင့်နှိမ်တာတွေပဲထွက်လာမယ်ဘာရေးကြီးနေတော့အတိညာရေးကြီးနေရနော်